လာပါကျွန်တော်ဆုလက်ပိုင်ကုမ္ပဏီကကျွန်တော်အောင်မို့ဖြစ်ပါတယ်ကျွန်တော်ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့အိမ်ဆောက်လို့ရှိရင်အိမ်ရှင်တွေအများဆုံးမဆွေးနွေးတဲ့ချက်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်အဲ့တော့အိမ်လှအောင်နဲ့မရဘူးပေါ့အိမ်ရဲ့နေရာထားသူတွေမှန်ကန်မှုကိုအိမ်ရှင်တွေကတိတ်မမေးကြဘူးအဲ့တော့တကယ်လို့ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့အိမ်ဆောက်မဲ့မိတ်ဆွေတွေကြိုတင်ပြင်ဆင်ရအောင်ဒီအချက်၅ချက်ကိုကျွန်တော်ဆွေးနွေးရမှာဖြစ်ပါတယ်ပထမတစ်ချက်ကတော့ခြံစည်းရိုးပေါ့ခြံစည်းရိုးကိုအိမ်ဝင်ပေါက်လို့ရှိရင်ဘယ်နေရာမှာဖောက်မလဲဆိုတာကိုတကယ်ဆောက်မဲ့လူမေးရမယ်အဲကိုဖောက်လိုက်တဲ့ခြံစည်းရိုးကခေါင်းရင်းဖြစ်သွားမယ်ဆိုလို့ရှိရင် service zone ဒီကားကိုတောင်နေပါတယ်ဒီဖရားရဲ့ခေါင်းရင်းရောက်သွားနိုင်တယ်နောက်တစ်ခါအိမ်ရဲ့ဒီ possession တွေမှားလို့ရှိရင်ဒီဝင်ထွက်နန်းကြီးနိုင်နံပါတ်1ပေါ့နော်အဲဒီခေါင်းရင်းမှာမဖောက်ဖို့နံပါတ်1ဆွေးနွေးရမယ်နောက်နံပါတ်2ကတော့ဒီ serviceနဲ့ပတ်သက်ပြီးလုပ်တဲ့အိမ်လာကန်တွေပေါ့နော် service တက်နေအဲ့ဒီဟာတွေကိုကြတော့ခေါင်းရင်းဘက်တွေမထားဝေးကြီးပါအခုကျွန်တော်တို့ပြန်လည်ပြီးတော့ renovation လုပ်တဲ့အိမ်တွေငလျင်ကြောက်ပြုပြင်ရတဲ့အိမ်တွေမှာဆိုအမှားယွင်းတွေဖြစ်တော့လောက်ရတာခက်တယ်ဒါလေးတွေမဖြစ်ရအောင်မိတ်ဆွေတွေကိုကြံပြခြင်းပြနံပါတ်2ချက်ကတော့ service တက်ပေါ့နော်ဒီမိန်လာတွေကန်တွေကိုဖျားခေါင်းရင်းတို့လူအိတ်တဲ့ခေါင်းရင်းတွေမဖြစ်အောင်တေချာလေးရွေးချယ်ရမယ်နောက်တစ်ခါအိမ်ရဲ့ဒီ plan ကိုနံပါတ်3အနေနဲ့ plan ကိုတေချာarchitect နဲ့တော့၎င်းဆောက်လုပ်ရေးကုမ္ပဏီနဲ့တော့တေချာဆွေးနွေးရမယ်ကိုယ့်ရဲ့အိမ်ကိုဘယ်နှထားရင်ကောင်းမလဲလေဝင်လေထွက်ဘယ်လိုကောင်းမလဲနောက်တစ်ခု service zone တွေကိုဘယ်လိုသတ်မှတ်သင့်ကောင်းမလဲနောက် public zone တွေဘယ်လိုသတ်မှတ်သင့်ကောင်းလဲနံပါတ်3ချက်နဲ့ plan ကိုတေချာဆွေးနွေးရမယ်နောက်နံပါတ်4ကကြတော့ဒီအိမ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖျားခန်းကိုဘယ်ရက်မှာထားမလဲဆိုတာတေချာမေးရမယ်ဗုဒ္ဓရဲ့နီးရကြတော့ဒီအရှိနဲ့တောင်မှာပဲဒီဖျားခန်းတွေကိုထားတာများတယ်နံပါတ်4ချက်ကဖျားခန်းတွေကိုကိုယ့်ရဲ့ခြေရင်းမှာသွားထားမိတဲ့အိမ်မျိုးတွေကျွန်တော်ပြင်ခဲ့ပူတယ်အဲ့ဒီအိမ်တွေဆိုလို့ရှိရင်ဖုံးရွှေနည်းလည်းမကိုက်ဘူးအထွတ်မြတ်ထားမဲ့နေရာအားလုံးကိုservice လုပ်တဲ့နေရာတွေသွားထားလိုက်လို့ရှိရင်မှားယွင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနံပါတ်4ချက်ကဖျားခန်းထားသူမှုတွေတေချာမေးရမယ်နောက်နံပါတ်5ကတော့မိမိအိမ်မဲ့ခေါင်းရင်းတွေကိုတေချာရွေးချယ်ရမယ်အဲ့တော့ခေါင်းရင်းဒီမိမိဒီခေါင်းရင်းအထားမှားလို့ရှိရင်မိမိအိတ်တဲ့မိဘကိုယ့်ရဲ့မိဘပေါ့နော်မိဘခြေရင်းရောက်သွားတဲ့ခါကျရင်ကိုယ်တိုင်လည်းမကောင်းဖုံးကန်နေတယ်ပေါ့မိဘကိုခြေရင်းပို့လိုက်မိတဲ့အခန်းမျိုးတွေမဖြစ်အောင်အဲ့အခန်းတွေရဲ့နေရာချမှုလည်းတေချာကိုကရွေးချယ်ပြီးတော့ဆောက်လုပ်ရေးကုမ္ပဏီကိုအကြံဉာဏ်လေးတောင်းတင်ဒီအချက်5ချက်ကအရေးကြီးသလိုနောက်ဖြည့်ဆွတ်ချက်အနေနဲ့ပြောပြချင်တာအိမ်ဆောက်တဲ့ခါကျရင်ကိုယ့်ရဲ့ပထဝီမြေသည်လမ်းလယ်ဘက်ထက်နှိမ့်နေလားနောက်တစ်ချက်ကလမ်းလယ်ဘက်နှိမ့်တယ်ဆိုလို့ရှိရင်ဒီအိမ်ကိုဘယ်လောက်ထိပလင့်မြင့်တင်လဲနောက်ပထဝီမြေရဒီရက်ကွက်ဒီလမ်းတွေမှာရေဘယ်လိုတက်လာနိုင်လဲဒါလေးကိုလည်းဆောက်လုပ်ရေးကုမ္ပဏီကိုဆွေးနွေးသင့်ပါတယ်ဖြည့်ဆွတ်ချက်နဲ့ဆို6ချက်ရှိပါတယ်အဲ့တော့တကယ်လို့ကျွန်တော်တို့ကလမ်းမခင်းရတဲ့အိမ်နေရာမျိုးမှာအိမ်သွားဆောက်မိမယ်အိမ်ဆောက်တဲ့ခါကျရင်နောက်ဖြစ်လာမဲ့လမ်းရဲ့ level ကိုယ့်ရဲ့မြေကိုပြင်ထားတဲ့ level နောက်တစ်ခါအိမ်ရဲ့ကြမ်းခင်း level ဒီ level တွေဒီလမ်း level နဲ့နှိပ်သွားတယ်ဆိုရင်တော်တော်လေးနောက်ကြောက်ရှိရေဝင်တဲ့အခက်အခဲနံပါတ်1ဖြစ်မယ်နောက်နံပါတ်2ကဝယ်ယူရောင်းချတဲ့ခါကျရင်အခက်အခဲရှိတယ်နောက်နံပါတ်3ကဖုံးရွှေနီးရလူတွေကမကြိုက်ဘူးအဲ့တော့ဒါလေးတွေကိုဒီအချက်6ချက်ကိုတေချာလေးဆွေးနွေးဖို့လိုပါတယ်အိမ်လှရုံနဲ့အဆင်မပြေပါဘူးမိမိတို့အိမ်ကိုအကွက်ချမှန်ကန်ဖို့ကရည်ကြီးပါတယ်ဒါကြောင့်မလို့အကွက်ချမှန်အောင်လဲဆွေးနွေးပါအိမ်ကိုလှအောင်လဲဆွေးနွေးပါအရေးကြီးဆုံးချက်ကတော့ကျွန်တော်ပြောတဲ့အချက်6ချက်ကတော့မဖြစ်မနေအိမ်ဆောက်မယ်ဆိုဆွေးနွေးသင့်ပါတယ်နော်နောက်တစ်ခါရေနဲ့ပတ်သက်ပြီးတော့ရေရင်းတူးရမယ့်အခြေအနေတွေပေါ့ဒါတွေကစဆောင်းရမှာရှိပါတယ်အိမ်ကြီးပြီးတော့မှရေရမရဘူးဆိုလို့ရှိရင်ဒီအိမ်ဒီခက်ခဲအများကြီးရှိပါတယ်အားကြောင့်မလို့ရေရင်းတူးတာတွေဘာတွေကအစလဲတခြားလေးဆွေးနွေးသင့်ပါတယ်အဲ့တော့အိမ်တိမ်ဆောက်တဲ့ခါကျရင်ကုန်ကျစရိတ်ဒီအိမ်အလှပြင်ထပ်မံကုန်ကျတဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့ဒီခြံစည်းရိုးတွေခုနကကျွန်တော်ပြောတဲ့မိန်လာစနစ်တွေနောက်တစ်ခါကျွန်တော်တို့ပြောသွားတဲ့ဒီကြမ်းခင်း level တွေအရင်ရေးကြည့်ပါတယ်ဒါလေးဝင်မြပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့အိမ်ဆောက်တဲ့အခါကျရင်စနစ်ကြပြီးမှန်ကန်တဲ့အိမ်လေးတစ်လုံးဖြစ်ဖို့အတွက်အများကြီးစဉ်းစားပြီးတော့ဆောင်ရွက်သင့်တဲ့အကြောင်းလေးဝင်မြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်